ကျွန်တော်တကယ်တော့လောင်ချင်တာဗျကိုယ့်လူတွေပျော်ရအောင်လေသိတယ်မလားဟာ What the fuck What the fuck bro အနောက်မှာမြင်လားအနောက်မှာမြင်လားအရှေ့ရက်ကနေထွက်တယ်အနောက်ရက်ကနေဝင်တယ်စကင်နေမောင်ဖလက်ပေါက်ရင်မဟုတ်ပါဘူးစကင်နေမောင်ဖလက်ဖောက်ရင်ပေါက်ကြတယ်အနောက်မှာရှောလိုက်အောင်နော်ပြောနေမို့လက်တွေ့တွေပြနေတာအားလုံးကိုဝါဟောတကယ်ကြီးဗျာအားအောင်နားလာပြီဗျာဖောက်တိုင်းကိုပေါက်နေတာတကယ်အားအောင်နားလာပြီလို့ဟမ်အဲ့လိုကြီးပေါက်နေတာလားရှိုးလိုက်အားလုံးပဲတိတ်ခါလေးကြည့်မယ်နော်မျက်လုံးမမိတ်နဲ့ရှိုးဒီမှာဟာ what the fuck ဟာတကယ်မပြောတတ်တော့တာ bro အဲ့လိုကြီးပေါက်မယ်လေမထင်ပါဘူးဗျာတကယ်ကြီးကဒါကြီးကတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ခံစားမိတယ်ကျွန်တော်တော်တော်လေးကိုလုံနေပြီလို့သိတယ်မလားအင်မတန်အားနာလာပြီကျွန်တော်တကယ်ပြောတာအဲ့လိုမပေါ်သူများတွေမပေါက်တဲ့အချိန်မှာအဲ့လိုပေါက်နေတော့တကယ်အားနာတယ်ဗျာကျန်တဲ့လူတွေ sorry ပါနော်အားလုံးပဲ sorry ပါအဲ့လိုနည်းနည်းညင်းရတာဗျာသိတယ်အခုကမပေါက်ရင်ပျော်ရတာဟေးမပေါက်တော့ဘူးရဲ့အိုးဟမ်ရှိုးအမှအနေထားဟမ်အခုဖောက်ပြမှာကတော့ဒါကျွန်တော်တို့အခုလက်ရှိအသစ်ထွက်ရှိလာတဲ့ Glitzer အသစ်ဖြစ်တယ်ဒါကျွန်တော်တို့ Bullet Father Spartan စကင်နဲ့အတူ N1 Grand ကိုကျွန်တော်အနေနဲ့ UC 3000ကျော်နဲ့ဖောက်ပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်မှာကတော့ဒါပြီးခဲ့တဲ့တစ်ခါက order တင်ထားတာဖြစ်တဲ့အတွက်ပထမဆုံး10ချိန်ကို UC 0နဲ့လှည့်ရမှာဖြစ်တဲ့အပြင်ဒါအတုံးလေးတွေကလည်း4တုံးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့အကုန်လုံးရဖို့ဘယ်လောက်သုံးရမလဲဆိုတာကိုကြည့်လိုက်ကြမယ် Let's go ပါပထမဆုံး10ချိန်တန်းလှည့်ပါမယ် Let's goရန်လွယ်တယ်ဖောက်ကြတာရန်လွယ်ရှိုးလိုက်နော် okay နောက်တစ်ခေါက်သွားမယ်နော်ကျွန်တော်တို့ UC 0နဲ့ကျွန်တော်ထပ်လှည့်လို့ရသေးတယ်ထပ်ပြီးတော့လှည့်ပါမယ်လေးစားတဲ့ okayအိုး6စားတဲ့မစိုးဘူးနောက်ထပ်10ချိန် let's goပြဿနာမရှိဘူးကျွန်တော်တကယ်တော့လောင်ချင်တာဗျကိုယ့်လူတွေပျော်ရအောင်လေသိတယ်မလားဟာ What the fuck bro ရှိုးလိုက်အော်လို့အနောက်မှာရှိုးလိုက်အောင်နော်ပြောနေမို့လက်တွေ့တွေပြနေတာအားလုံးကိုမြင်လိုက်လားခန်းနှစ်ခါရှိပြီနော်ပေါက်တာမြင်လိုက်တယ်နော်တချို့တွေဆို UC 3000 8000လေး4000လေးကုန်နေကြားတယ်ဗျာဂန်းတောင်တစ်လက်ပဲပေါက်တယ်ဗျာသိရမလား UC 0နဲ့ဂန်းပေါက်တယ်ငါက4တဲ့မှာဂန်းထပ်ပေါက်တယ်နောက်တစ်ချိန်ထပ်သွားမယ် Let's go ဟာမထီရတဲ့ငါက4တဲ့တန်တာဗောပေးတယ်ဒါတန်တာဗောအရင်တန်တယ်နောက်ထပ်နားနဲ့4တဲ့ဟာအဲ့လိုတွေပေါက်တာလားအာနာဆရာကြီးဟေးအာနာဆရာကြီးတောင်းလျှောက်တွေပေါက်နေတာအာနာလာပြီမပေါက်ဘူးကြားတဲ့သူတွေကိုလည်းအာနာပါတယ်နော်အာနာပါတယ်နောက်ထပ်9နဲ့40ဟာရှစ်စာဟာမိုက်တာဗော DMR တို့ဘာလို့ဆိုတာတကယ်တော့ကျွန်တော်တို့ဒါရှစ်စာတွေနဲ့မှအင်မတန်လိုက်ဖက်တာအိုက်တယ်ဟုတ်တယ်ဗျာ Let's goသွားမယ်ဘိုလိုတော့ဆက်သွားမယ်ကျွန်တော်လေတိုက်တာတော့မဟုတ်ပါဘူးဗျာတကယ်ပါတကယ်သူများတွေတကယ်မပေါက်ကြတာလားbrother တို့ကျွန်တော်ဆောင်းဝဲချောနေလို့ကော့ပေါက်တာနေမယ်အင်မတန်အားနာလာပြီကျွန်တော်တကယ်ပြောတာအဲ့လိုမပေါ်သူများတွေမပေါက်တဲ့အချိန်မှာအဲ့လိုပေါက်နေတော့တကယ်အားနာတယ်ဗျာကျန်တဲ့လူတွေ sorry ပါနော်အားလုံးပဲ sorry ပါတောင်းပန်ပါတယ်ကျွန်တော်တမင်တကာမပေါက်ကျွန်တော်ဒီလိုပဲရုပ်ခံလေးရှိတော့လဲပေါက်ကြတာဗောနောက်ထပ်9နဲ့40အဲ့လိုမတည့်ရတွေပါပေါက်တာဗျာနော်နောက်ထပ်9နဲ့40
ကြီးပေါက်နေတာလားရှိုးလိုက်အားလုံးပဲတိတ်ခါလေးကြည့်မယ်နော်မျက်လုံးမမိတ်နဲ့ရှိုးဒီမှာဟာ what the fuck ဟာဟေ့အောင်ရေဟာတကယ်အားသာဖို့ကောင်းတယ်ကွာရောက်အဲ့လောက်ကြီးကြတော့ဗျာအာနာလိုက်တာဗျာဘလို့လို့ကမလဲဗျာဟာတကယ်ကြီးပေါက်နေတာပဲဟမ်အကျုံးမယ်ငါလီတဲ့ let's go ကျွန်တော်အေးဆေးဖြစ်သွားပြီဟောတကယ်ကြီးဗျာအားတော်နာလာပြီဗျာအားတော်နာလာပြီဟိုဖောက်တိုင်းကိုပေါက်နေတာတကယ်အားတော်နာလာပြီလို့ဟမ်ကျွန်တော်မပေါက်ချင်တော့ဘူးဗျာမပေါက်သေးတဲ့သူတွေအားနာလို့နော်မပေါက်ချင်တော့အဲ့လိုနည်းနည်းညင်းရတာဗျာသိတယ်အခုကမပေါက်ရင်ပျော်ရတာဟေးမပေါက်တော့ဘူးကဲအမြဲတမ်းပေါက်နေတော့လေသိတဲ့အတိုင်းပဲဝါရူမန်နေဗျာငါလည်းမပြောတတ်တော့ဘူးဟိုအဲ့လိုကြီးပေါက်တာကြီးကြာငါကိုယ်တိုင်လည်းမပြောတတ်တော့ဘူးငိုးမပတ်ကြည်သားဖလက်တဲ့မဟုတ်ကျွန်တော်လည်းအဲ့လိုကြီးကြာမပြောတတ်တော့ဘူး brother တို့တကယ်ကိုမပြောတတ်တော့တာ bro အဲ့လိုကြီးပေါက်မယ်လည်းမထင်ပါဘူးဗျာတကယ်ကြီးကဒါကြီးကတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ခံစားမိတယ်ကျွန်တော်တော်တော်လေးကိုလုံနေပြီလို့သိတယ်မလားအဲ့လိုကြီးကြာကျွန်တော်လည်းဗျာအားအောင်နာလာတယ်သိလားချိန်နေရငါလည်းဒီသွားကြမပေါက်လဲပြဿနာမရှိတော့အကုန်လုံးကယာပြီးသွားပြီဆိုတော့ကဲနောက်ထပ်240တကယ်အားနာတွေဖြစ်ကုန်ပြီတကယ်ကြောက်လဲအင်မတန်အားနာဖို့ကောင်းသွားတာဗျာသိလားတကယ်တမ်းကြောက်လဲအင်မတန်အားနာဖို့ကောင်းသွားအခုလက်ရှိဆို UC ဘယ်လောက်နဲ့ဖောက်လိုက်လဲဆိုတော့ကျွန်တော်ပထမ3800ရှိတယ်ဗျာထားပါတော့3800ဆိုရင်ကျွန်တော်အခုဒါဖောက်လိုက်တာဆိုရင်3800 2000ခွဲကိုနှုတ်3800 2000ခွဲကိုနှုတ်မသိဘူးဗျာ1000ကျော်ကုန်သွားတော့သိတယ်1000နဲ့3000လောက်ကုန်သွားတယ်ဗောနော်1000နဲ့3000ကုန်သွားတဲ့အနေထားမှာတော့တော်တော်လေးကိုရားလိုက်တယ်လို့ပြောရမှာပဲကဲတော့ကျွန်တော်စပြီးတော့လဲကြည့်မယ်ဗောနော်လိုတာလေးထပ်လိုက်မယ်โอเคအဲ့တော့ glitch လေးလဲပါမယ် let's go ပါအိုးဟာ show အမအနေထားဟမ်နောက်ထပ်ဟမ်မဘာညာကဲဘလဲပြီဗျာ emote ကျုံးပြီနော်ဒီထဲမှာဘာကြီးလဲအောင်မလဲ show လိုက်မယ် holo red dot ဒါဘာကြီးလဲ suppressor ဒါလေးလဲမယ်ဗျာပြီးွားရင်လဲမယ်ဗျာဟိုလိုလဲထားလိုက်မယ်ဗျာရော့ဒီမှာဘာရှိသေးလဲတတောင်းလဲပြီဗျာလဲတယ်ဗျာအကုန်လဲတယ်အဲ့တော့ကျွန်တော်တို့ဂန်းသွားပြီးတော့ level မှတ်ပါမယ် AUG ကကျွန်တော်မှရှိပြီးသားပါခင်ဗျာကဲကျွန်တော်တို့ဂန်းတက်လိုက်ရဲ့ပထမဆုံး level စတင်ရတဲ့နေရာဖြစ်တဲ့ KF ပါအခုလက်ရှိကတော့ granite effect တွေပါလာပြီပေါ့နော် let's go ပါတချောင်းလား okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ abandon file let's go ကဲ message ပဲဖြစ်ပါတယ်ပြီးသွားပြီဆိုရင် hit effect ပါကဲကျွန်တော်တို့ gun တစ်ခုရဲ့အလှဆုံးနေရာကိုညှင့်တင်ပေးမယ့်နေရာလေးဖြစ်တဲ့ final file ပဲဖြစ်ပါတယ်ကဲနော်ဂန်တစ်ခုရဲ့အလှပဆုံးနေရာကိုပြီးသွားတဲ့အချိန်မှာပြစ်လိုက်တဲ့အခါမှာတစ်သားပုံးလေးကနေကျွန်တော်တို့လူခရိတ်လေးပြောင်းသွားမယ့်နေရာလေးဖြစ်တဲ့လူခရိတ်ပဲဖြစ်ပါတယ် let's go ပါ
ကဲတော့ဒါကျွန်တော်အနေနဲ့အခုလိုက်ရှိတာ UC ဘယ်လောက်နဲ့ဖောက်လိုက်လဲဆိုတော့ဒါ brother တွေ့တဲ့အတိုင်းပဲ UC ဒါ13000နဲ့ဖောက်လိုက်တယ်ပေါ့နော်ကျွန်တော်ပထမတည်းက4တုံးလဲပြီးသွားတာဖြစ်တဲ့အတွက်ဒါကျွန်တော်အနေနဲ့ UC 13000ပတ်ဝန်းကျင်လောက်ပဲကုန်သွားတယ်ဆိုတော့ဂန်ကလည်း2ချိန်တောင်ပေါက်တယ်เนาะ glider တွေရောကျွန်တော်တို့အတုံးလေးဆိုရင်လည်းတောက်လျှောက်ကိုပေါက်တယ်ပေါ့เนาะအဲ့တော့ brother အနေနဲ့တန်တယ်လို့ထင်လားမတန်ဘူးလို့ထင်လားဒါ comment မှာရေးသွားပေးလို့ရပါတယ်ဆိုတော့ဒါ follow လေးမလုပ်ကသေးတဲ့သူတွေ subscribe လေးမလုပ်ကသေးတဲ့သူတွေလည်း follow လေး subscribe လေးလုပ်သားပေးလို့ရပါတယ်ခင်ဗျာအားလုံးပဲဒီဗီဒီယိုလေးကိုကြည့်ရှုပေးသွားကြတဲ့တယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်းနဲ့ပဲအားလုံးပဲတက်တာပါ